မင်္ဂလာပါကျွန်မခုရောက်ရှိတဲ့နေရာကတော့ကျွန်မတို့ထိုစာမြို့တစ်မြို့လုံးလော်၎င်းတစ်ကမ္ဘာလုံးမှာရှိတဲ့ယုံကြည်သူတိုင်းသိကြတဲ့ဆီယမနုခန့်ရဲ့အပိုစတယ်ရယူချင်းဂျေဇုတော်ချီးမွမ်းတဲ့ညစာပွဲကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင်တော့ထိုစာမြို့တဝင်းမှာရှိတဲ့သူများတော့၎င်းတခြား state အသီးသီးမှာရှိတဲ့ယုံကြည်သူညီကောင်မောင်နှမများကလာရောက်ပြီးတော့ဂုံပြုကြတယ်သူကလည်းဂုံပြုညစာဖြင့်တည်ခင်းအဲ့ခံပေးတာဖြစ်ပါတယ်လို့ကျွန်မဒီထဲမှာဘယ်လိုလှုပ်ရှားမှုရှိလဲဆိုတာကျွန်မတို့တစ်ချက်မေးကြည့်ရအောင်เนาะကျွန်မနဲ့သူ like ခဲကြပါဦးHello အခုကျမတို့သူစာမျိုးရဲ့ဆယ်လီမမစီမှာရောက်နေပြီဖြစ်တယ်မင်္ဂလာပါနင်းနဲ့ငါနဲ့တွေ့ပြီပေါ့မင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ကဲ့ဒီနေ့တက်ရောက်လာတဲ့အခမ်းအနားလေးကိုပြောပြပေးပါဦးနုခန်းတာဘာဘွဲ့လဲမဆူတော်တိတ်မဖတ်တတ်ဘူးတိလားပိုစတာလာပါလဲသူကဖိတ်စာmessenger နဲ့လည်းဖိတ်တယ်အရင်ထိလည်းဖိတ်စာလာပြီးတဲ့အတွဲမဆူတို့လင်မယားလည်းစူးစမ်းပြီးတက်လာတာပါဂုံပြုချင်လို့ပေါ့နော်အဲ့ဆိုလို့ရှိရင်နုခန်းနဲ့ပတ်သက်ပြီးအမတ်တရလေးနည်းနည်းလောက်ပြောပြပေးပါလားနုခန်းကတော့ကျမတော့သူ့အရန်ကိုစုတောင်းအားကြီးတယ်ယုံကြည်ခြင်းမှာအရန်ကိုပြင်းထန်တဲ့အမျိုးသမီးတယောက်လို့မြင်ပါတယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ပါကျေးဇူးပါ Hello မင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ဒီနေ့CI ရဲ့နာမည်နဲ့ဘယ်ကနေလာလဲဆိုတော့ပြောပြပေးပါဦးကျွန်တော်ဒီသူစားနေလာဟုတ်ကဲ့နာမည်ကျွန်တော်နာမည်ဟောက်ကံဖြစ်လာတယ်ဟုတ်ကဲ့ဒီနေ့Apostle နုခန့်ရဲ့ဂုံပြုညစာတည်ခင်းတဲ့အခမ်းပွဲမှာပေါ့နော်ရောက်ရှိလာတဲ့အကြောင်းရင်းလေးကနုခန့်ကိုဂုံပြုစကားလေးပြောပြပေးပါဦးဒီနုခန့်တဲ့ကျွန်တော်မေရန်စူတောင်းချနာပဲမေရန်ကိုငင်ပြီးရရှမနုခန့်ကိုဂုံပြုတဲ့အနေနဲ့လာတာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်မင်္ဂလာပါဆရာအိုးလန်တော့တယ်မင်္ဂလာပါဆရာရဲ့နာမည်နဲ့ဘယ်ကနေလာလဲဆိုတော့ပြောပြပေးပါဦးကျွန်တော်နာမည်ကဒေးဗစ်ခိုင်နိုပါထောက်စားပါပဲဟုတ်ကဲ့ဒီနေ့အခမ်းပွဲကိုဘာကြောင့်တက်ရောက်တာပါလဲနုခန့်ရဲ့ချီးမွမ်းထိုက်တော့သူကိုချီးမွမ်းခြင်းခံရတာကျွန်တော်အတူတူကဝမ်းမြောက်တာပေါ့လေဆိုတော့ဖျားကန်ချီးမြှောက်ခြင်းကိုကျွန်တော်အတူတူကမြင်တွေ့ခံစားတဲ့အရာမှာအမတန်မှဝမ်းမြောက်ပါတယ်အဲ့ဆိုလို့ရှိရင်နုခန့်အတွက်ဂုံပြုစကားနဲ့သူနဲ့အမတ်တရားရှိခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒါလေးလည်းပြောပြပေးပါဦးသူအတွက်ဆိုရင်ဖျားကန်အဖို့ခများစွာသူအခက်ခဲများစွာကိုသူရင်ဆိုင်ကြော်လွှားတဲ့အရာမှာဖျားကန်ကအချိန်တန်တဲ့အခါမှာဒီလိုဂုံပြုချင်းခံရတဲ့အရာပေါ်မှာကျွန်တော်တို့အမတန်မှခွန်အားရှိပါတယ်ကျွန်တော်တို့အတွက်လည်းအနာဂတ်အတွက်များစွာခွန်အားဖြစ်စေတယ်လို့ကျွန်တော်မြင်တွေ့ခံစားရပါတယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ကျေးဇူးပဲမော်အပိုစတယ်ဖြစ်တဲ့တမန်တော်ဖြစ်ခန့်ချင်းခံရတဲ့ဂုံပြုချင်းအခမ်းအနားပေါ့နော်ဟုတ်ကဲ့ယူကြွလာတာပါဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ဆီယမနုခန့်အတွက်ဂုံပြုစကားလေးပြောပေးပါဦးဆီယမနုခန့်ဖရာတုံပြုတော်သူဖြစ်တယ်ဖရာတုံပြုချင်းကိုသူကိုယ်တိုင်တည်ယုံတာမဟုတ်ဘူးဒီမှာရှိတဲ့အဖွဲ့အစည်းတွေကလည်းတိမပြုတ်ပြီးတော့သူကိုဂုံပြုတ်ပြီးတော့တမန်တော်ဖြစ်ခွဲခန့်ထားတာဖြစ်တယ်ဒီအတွက်အထူးဂုံယူတယ်ချီစုလဲတင်းတယ်ဖျားရှင်ဆက်လက်ပြီးတော့စတဲ့တပူအတုံပြုတ်ပါစေအာမင်ကျေးဇူးများတင်ပါတယ် Hello မင်္ဂလာပါနာမည်နဲ့ဘယ်ကနေလာလဲဆိုတော့ပြောပြပေးပါဦးကျွန်တော်ပမောင်လို့ခေါ်တယ်ခင်မောင်ကျွန်တော်လောဆယ် MC အတင်းတော့ပေါ့ဟုတ်ကဲ့ဒီနေ့Apostle နုခန့်ရဲ့ဂုံပြုညစာစားပွဲကိုပေါ့နော်တက်ရောက်လာတဲ့အကြောင်းရင်းလေးပြောပြပေးပါဦးဂုံပြုပေးတာပေါ့ဘာပဲပြောကျေးတင်ပေးတယ်နောက်ပြီးတော့ကျွန်တော်ကြားတလောက်တော့ဒီ American ရောက်တဲ့ကျွန်တော်ဇုံမီထဲမှာပထမအဆုံးလို့ပဲထင်ပါတယ်နော်အရန်ဂုံပြုတယ်ဝန်တာပေးတယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်မင်္ဂလာပါဦးပြန်ပူမင်္ဂလာပါနာမည်နဲ့ဘယ်ကနေလာလဲဆိုပြောပြပေးပါဦးကျွန်တော်နာမည်ပြန်ပူဟီပြောင်းပူလို့ပြောရမလားပြန်ပူလို့ပြောရမလားကျွန်တော် Florida နေလာပါတယ်လာတာပါဟုတ်ကဲ့ဒီနေ့အခမ်းအနားကိုဘာကြောင့်လာရောက်ခဲ့တာလဲဒီအခမ်းအနားကိုရောက်လာခြင်းအကြောင်းကတော့ဆမ်မနုခန့်ဒီမှာ9 minute appreciation
စကားပြောဖို့နဲ့ပေါ့နော်ဟိုခေါ်အပေးစကားပြောဖို့အဲ့ဒါ pay လို့ personally လာတာပါလို့နှုတ်ခမ်းတို့လည်းသူနဲ့အတူဝမ်းသာတယ်ဂုဏ်ယူတယ်အဲ့ဒါကြောင့်လာပြီးတော့မှဂုဏ်ပြုတာပါဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်Florida နေတကူတကလာပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် all the way from Florida yes Reverend Man right Hon Kim Reverend Hon Kim the full name Man sorry congratulations no welcome and congratulations Nukan for being confirmed the apostle. Hello, can I ask some question? Okay. Why did you come this reception? Because but I'm a lot of people. Okay. เป็นที่อินเตอร์แต่ว่ามือเองสิ่งอินเตอร์แต่สิบโลที่ข้างงานอะไรเชื่อมปีข้างงาน Wow. อีกผู้ปี That's what I was going to say. Oh, yes. Yes. My generation, priest, pastor. So can you tell your name and your position? Dr. Nigel Big Pond. This is my wife Jan Big Pond. We pastor a church, and we are president of the Native American ministry. Okay. Any congratulations word for Nukan or something? We kind of adopted her, and then we commissioned her to the apostolic just Friday. Yeah. Thank you so much. Hello, Sia Namin le tulai tak nasib na po pinonggan thay dia. Okay, kamin David Swan Zalian mo ina GIC panhingai. Tale tu ni hi apostle Nukhani mo lungdam ko na anek na nong pai na le ama to I nangi amati anonggan thay dia. Lungdam ma mai hang pen chira sap lampanina ko atana khade mo Nukhan to into takte hi America ong tun thai na dinga zong to pana ong zangina ama hi gama ong pai tak chiangina ngamle leya ding hi America dingina de sang na lian pito akhituitam pitak luang ahuntam pitak zang asumle pai tam pitak zangina asep khit takte atom na takte keizong ninga ni na o kesya ba ke hel khangin mate hi pen pasianin amana sem dinga alap to na lian ma khadi china keibang thukim pina lungdam pi ma mange Tole hi Nukhan to nangi amataya ai jong na lungdam pi na dena bel tampi tak gen khinchin mo ayang hi no na kitwa na kum tampi na kitwa na sungwa amataya pen mo khat lim atop na dingin gen saklai le sia ama bel thunget to kisaina bang chiria ken mikang de paule statement khat ka bol pen mo Nukhan bek mana hi na sep sem zawin chin to ki takte kimle pampana pa toy na jong gen chen na jong tampi thakomina ama bekman thuak zawin te chi he ke mo kamuna ama non tak na so mo lungdam ma le sia lungdam e mingla ba sia na sia ma mingla ba sia na sia ma ye na me le ne be tin do ka ni la de so ra pyap pyap pai bang shin ကျွန်တော်နာမည်ကဆရာ John တိုင်ခေါင်ဖြစ်ပါတယ်မြန်မာ Christian Assembly ထော်စာ Oklahoma မှာနေပါတယ်ခင်ဗျကျမနာမည်ကအကူခရစီလို့ခေါ်တယ်ဆရာဇနီးဖြစ်ပါတယ်ကျမတို့ဆရာနဲ့ဆရာမပေါ့နော် lead pastor ဖြစ်တယ်မြန်မာ Christian Assembly ပေါ့နော်များတော့အဖြစ်တော့ကချင်နေစုတော့ဒီကဇုံမီတွေကတော့ကချင်ဖျားကျောင်းလို့ခေါ်ကြတယ်မဟုတ်တော့လဲ Okay, a solution ဆရာနဲ့ဆရာမဘာကြောင့်ဒီနေ့အခမ်းပွဲပေါ့နော်ညစာ reception ကိုဘာကြောင့်တက်ရောက်ဖြစ်ခဲ့တယ်ဆိုတော့လည်းပြပြပေးပါရှင့် နံပါတ်1ကနုခန်ကအင်မတန်မှလေးစားဆရာကောင်းသောဖယားလူဖြစ်ပါတယ်အတိအမှတ်ပြုတယ်ကျွန်တော်တို့ပဲအတိအမှတ်ဘာမှမရှိခင်ကတည်းကနေပေါ့လေနော်နုခန်ဆိုတာကဖယားကိုပဲမော်ကြည့်ပြီးတော့မှယူပါယုံလဲအကြီးကြီးလဲမြင်ပြီးတော့မှတက်ရဲတယ်အနိုင်ဆုံးမှလည်းနေရဲတော့ဖယားရဲ့အသုံးတော်ခံအမျိုးသမီးဖြစ်တယ်ဆိုတာကိုသူ့ရဲ့အသက်တာချန်အပြင်သိရတဲ့အတွက်ကြောင့်မလို့ခဏမှကျွန်တော်တို့ပဲသိတာမဟုတ်ဘူးတကယ်ကိုဒီအနောက်တိုင်းမှာ Heartland Apostolic Prayer Network တကယ်ကိုအဲ့ဒီကနေပဲ
တတိထားမိလာတဲ့အခါမှာသူရဲ့ honor ပေါ့လေနော်သူဂုဏ်ပြုတဲ့အစီအစဉ်မှာတော့ပါဝင်ကျင်တာနဲ့သူလာရောက်ခြင်းဖြစ်ပါတယ်ခေါ်ဖိတ်ခြင်းအတွက်လည်းပဲအများကြီးကျေးဇူးတင်တာဖြစ်ပါတယ်အရန်လာကျင်တာလေအေးဘာလို့လဲဆိုတော့ဟိုစားအရန်တတိကောင်းတဲ့မျိုးသမီးဖြစ်တယ်ပေါ့နော်နောက်ပြီးတော့the woman of God ပေါ့တကယ်ဟိုဖះကိုလေယုံတာရရဆက်ဆက်ပဲနော်နောက်ပြီးလို့ရှင်သူကရွှေလီမှာ9နှစ်သူကျမအကိုတို့ကျမတို့ကချင်ပြည်နယ်ကလူတွေရွှေလီတရုတ်ပြည်မှာဆိုတော့ကြောက်စိမ့်လုပ်ငန်းတွေလုပ်တယ်မလားအဲ့မှာသူမှုတော့သွားဆောင်တာ9နှစ်နော်အိမ်ကအကိုနဲ့ရင်းနှီးကြတယ်ဒီရောက်တော့လေသူကလေကျမတို့ကိုလည်းကျမတို့ကလေချင်းစကားလည်းမပြောပါဘူးလေသူလည်းအရန်ခင်တယ်ပြီးလို့ရှင်လေကျမကြည့်နေတာလေသူဖះကိုရမ်းချစ်တာရရဆက်ဆက်ပဲเนาะရမ်းဖះကိုတတိရှိရှိယုံကြည်ရတဲ့အမျိုးသမီးတယောက်ဖြစ်တယ်ပေါ့ regardless of တတိတတော်ဟိုဟာဒီဟာတွေခဏမိထားလိုက်အရန်ကိုဖះကိုယုံကြည်ရတဲ့တတိသူမှမြင်ရတယ် woman of God ဟုတ်တယ် very very prayerful woman ဖြစ်တယ်ပေါ့เนาะအဲ့ဒါကျမအရန်လေးလေးစားတယ်အရန်လေးခင်တယ်ပေါ့เนาะ personally နောက်ပြီးတော့ green card ရတာတောင်မှလေလက်ပွေတောင်သွားနေဆံမလို့ခဲ့သူပေါ့မှာဆိုတော့တကယ်ဖះသခင်ရဲ့အလုတ်တွေကိုလေလက်တွေ့သူ့အထဲမှာလေသူကတော့စားရသည်ဖြစ်စေမစားရသည်ဖြစ်စေသူကဆက်ကတ်တာเนาะရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဆက်ကတ်တယ်ဒါပေမဲ့လေအနိုင်အမြင့်အသက်ချတွေနေပူမိုးရောအကုန်လုံးကိုကြော်ဖြတ်ပြီးရင်သူယုံကြည်တဲ့အတိုင်းသူဖះကိုဆက်ကတ်တဲ့အတိုင်းလေသူ့ဘဝမှာတစ်ခုပြီးတစ်ခုဖြစ်လာတာမြင်ရတယ်ပေါ့เนาะအရန်လေးစားပါတယ်လို့အရန်ဂုံယူစွာနဲ့လာတာဖြစ်ပါတယ်လို့ဖိတ်ခေါ်တာလည်းအရန်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့နောက်ဆုံးနေနဲ့ပေါ့နော်ဒီဆီယမနုခန်းနဲ့ဆရာတို့ရဲ့ရှိခဲ့လို့ရှင်အမတ်တရလေးပဲဖြစ်ဂုံပြုစကားပေါ့နော်ဆွမ်းနာကလည်းအများကြီးတော့ပြောပွားပါပြီနောက်ဆုံးနေနဲ့အဲ့ဒါလေးလည်းပြောပြပေးပါအောင်ရှင်တိုးပြီးတော့မှဖျားအတုံးတော်ခံတော့သူတယောက်တည်းမကမြန်မာလူထုရဲ့တကယ်ကိုစံပြအနေနဲ့မြင်ရတယ်မြန်မာလူထုတွေနဲ့ဥဆောင်ပြီးမှဆုတောင်းတဲ့မြင့်ခင်လို့ဆက်ပြီးတော့မှရက်တည်နိုင်ပါစေနှစ်ပေါင်းမြောက်များစွာဆက်ပြီးနေအသင်းတော်အသီးသီးကိုလည်းပဲလမ်းပြပြီးတော့မှဆုတောင်းပေးနိုင်တော့ဖခင်ရဲ့လူဖြစ်ပါစေလို့ဆုတောင်းပါတယ်အမတ်တရားအနေနဲ့ Marriott မှာပေါ့နော်သူကဒီမှာမြန်မာလူထုတွေရောက်လာတဲ့အခါမှာတဲ့ဒီက native လူတွေကိုလေ pastor ဒီမှာဟိုမှာထိုင်နေ pastor ဖြစ်မှတယ်နဲ့မေးတယ်ပေါ့ကျမတို့လူတွေဒီမှာလာရောက်အခြေချတဲ့ခါမှာပေါ့နော်ဒီကလူခန့်နေနေတဲ့ကြည်ဖြူရဲ့လားပေါ့နော်အဲ့လိုမျိုးပေါ့ကောင်းကြီးပေးနိုင်ရဲ့လားနောက်တစ်ချိန်မှဒီမှာတော့မှအုတ်ချုပ်တဲ့မင်းဖြစ်လာရင်ကောကြည်နဲ့ကြည်ဖြူစွာနဲ့တဘောသူရဲ့လား something ပေါ့ blessing ပေးနိုင်သလားဆိုတော့မေးပြီးမှကောင်းကြီးပေးဖို့အတွက်ဆုတောင်းပေးခိုင်းခဲ့တယ်နောက်ပြီးလို့ရှင်လဲသူကဒီထိုစာမျိုးမှာရောက်ခါဆဆိုလို့ရှင်လေလူတွေကရောက်ခါဆဆိုတော့အမေရိကမှာအသားမချသေးတဲ့ခါမှာအနီထိုင်မတတ်သေးဘူးလေကွယ်အဲ့လိုမျိုးဆိုတော့ဆရာတွေကိုလည်းမခက်မလီစားတိတ်များခဲ့တယ်လို့မြင်ပါတယ်ဘာလဲဆိုတော့ပါစာရီကိုယ်တိုင်ကအလုပ်သမားဖြစ်တဲ့ခါလေးသူတို့လည်းအလုပ်သမားကိုလည်းအလုပ်သမားအတူတူပဲလေနော်ဆိုတော့ဆ iam နုခံကနေပြီးမှတတိရှိရှိနဲ့ပါစာရီအားလုံးအောက်ခြေတင်းအလုပ်သမားဖြစ်ပေမဲ့အကုန်လာခဲ့ honor ဂုဏ်ပြုတဲ့ဟာလေဂုံပြူတဲ့ဟာနေရာမှာချိတ်တာလေးသူလုပ်တယ်ကျမတို့နာမည်တွေကပ်ပြီးမှပြီးလို့ရှိရင်အင်ကြီးတွေလည်းတကယ်ပဲဟိုအကောင်းဆုံးက Banana Republic ကအကောင်းဆုံးတွေဘယ်ပတ်စံနဲ့ဝယ်လဲကျမမသိဘူးเนาะအဲ့ဒီလက်ဆောင်ပေးမှကျမတို့လေဂုံပြူတယ်ပြီးရင်ရက်ခိုင်းပြီးမှလူထုကောင်းကြီးရချင်းဆရာတွေစုတောင်းလာခံလို့ဒီကိစ္စလုပ်ခဲ့တယ်ကြီးစော်တော့ change ကအဲ့နောက်ပိုင်းမှာထိုးစာမဖြစ်ခဲ့လို့ကျမမြင်တယ်ဆိုတော့အဲ့ဒီအရာကသူတို့မရောက်တည်တဲ့အခါမှာပေါ့နော် Marriott Hotel မှာလေဟောရင်ငါပြီးမှအဲ့လိုမျိုးအစီအစဉ်သူလုပ်ခဲ့တာဘဝမှာလေလုံးဝမတရားသူနဲ့เนาะမတရားပါပဲလို့ဆိုမီလို့ပြောတဲ့စီစဉ်မှာကျမလေးပြောကိတ်ကချင်တော့အကောင်လုံးကောင်းကြီးတွေယူလိုက်ပြီလို့ပြောလိုက်တာအဲ့ဒါလုံးဝမတရားပဲလို့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်တယ်နော်ဆရာနဲ့ဆရာမဒီလိုမျိုးဂုဏ်ပြုစကားဆရာမနုခန်းပြန်ကြားတဲ့ခါမှာလည်းအယံဝမ်းသာနေလိမ့်မယ်အမတ်တရားတွေကျွန်တော်ရမ်းချစ်တာပါလို့နော်နုခန်းကိုရမ်းချစ်ပါတယ်လေးစားတယ်နော်ကျေးဇူးအများကြီးတင်ပါတယ် Hello ဆရာနမင်လဲနန်ဟီခင် Ministry တော့ကိုကြီးကပတ်သက်ချင်အောင်ကန်ထိုက်တယ်เงินเทมานี่ไงเกกัมมินเป็นนังแคนขุบมอปาสตานังแคนขุพี่นะกิมมินิสทรีตัวก็กิปัตเตนาเป็นนุขันใช่ไหมนุขันตัวนี้เล็กกว่าดิเซมบาข้างตรงนี้นะตัวเตตัวนี้เล็กสองมากิปันนี่นะทุงเงินคอมินวอชิงตันดีซีอันตันทุงเงินไปนิวยอร์กซิตี้อันตันทุงเงินไปข้อส่งเสียนสัวWhite House scheme กด Capital Hill ไปจีดานะตัวนี้เลยซ้อมเลยขัดซ้อมเลยนี่ซ้อมเลยทุ่มเชียงบ้างอากิถวโตหิวไงลุงดำไหม
ตอนแรกฮีเสียนุคันเสียมานุคันตมอนักกิจวัตรน่าสงว่าอมตะยามาเลยฮีมีปีไทยดิ้งนักเก็นนปมเนี่ยอาหารตาไอเพียสงว่าทุปีมาเลยอาหารตามาเว่นุคันเป็นบางมาเนโลยังนาเลียนปีตัวปานองสอลจีน่ะกูอดังเต็งเป็นบางจีเปียวมาดิ้งจีนกะลุงขมวงกูฮิเทอีตัวโลโมตัวฮีน่ะยังละอามันโอ้ใช่จังกูจากปีโลตัวเป็นเข้าตาไปน่ะมีตั้มปีตะกินจงอากิมาปั๊มปนินะตัวตรงต้นอภิยจงอมเมนเตยังอตอมน่ะปัสเซียนไม่จุ่มสักไงโลโมตัวเป็นลำดังสายตัวเลยโน่นน่าเสมขอมไงอากิทว่ามาปัสยันสงามอินตัวฮิดานาสอลตักน่าจะอพอสเตลจะเอางาเป็นนั่งอีสุงปันน่ะลุงดำปีน่ะน้องแกนไทยไลเดียลุงหิมเปียวมาฮีอพอสเตลงาน่ะเป็นอามาตักตะกาฮีอากิเปียงมาจงอามาเป็นอพอสเตลดิมุนไอเวมอตัวหินอามาดิมุนอามาฮีน่ะอามาเซปน่ะเป็นปัสเซียนี่นะrecognize ati ama piwina tua tungto na pasien na apeding te ahil hi chimaying ke bang mo tua hin nakpi takin ang tamping jong lungnam pi pe omang pasien jong shop pi tak tua tok ki zomina asang zoi na ongjat sak lai ding hi chi lamening lungnam ma mai la sia me lungnam me မင်္ဂလာပါဆရာဆရာရဲ့နာမည်နဲ့ဘယ်ကနေလာခဲ့တယ်အခုလက်ရှိဘာတွေလှုပ်ဆောင်နေတယ်ဆိုတော့ပြပြပေးပါဦးဟုတ်ကဲ့ကျွန်တော်နာမည်ကတေလန်ထန်းလို့ခေါ်ပါတယ်ကျွန်တော်အခုဒါလတ်မှာအခြေချပါတယ်မိသားစုနဲ့ကျွန်တော်ကလေး3ယောက်ရှိတယ်ကျွန်တော်ကအဲဝင်ကလေးတယောက်ပေါ့နော်အမှုတော်ဆောင်တယောက်ပေါ့ free evangelist ဟုတ်ကဲ့အဲ့ဆိုလို့ရှင်ဒီနေ့ Apostle နုခန့်ရဲ့ပေါ့နော်ညစာစာတီခင်းဂုံပြူတဲ့အခမ်းအနားမှာတက်ရောက်လာဖြစ်တဲ့အကြောင်းရင်းလေးလည်းပြောပြပေးပါဦးဟုတ်ကဲ့ဆရာမနုခန့်ဒီလာဖို့ဖိတ်တော့ကျွန်တော်နည်းနည်းတော့ဘယ်လိုပြမလဲစိတ်ထဲမှာဝန်တာမိတယ်တပြိုင်တည်းမေခွန်းလေးရှိတယ်ကိုစိတ်ထဲမှာလေဒါပေမဲ့ကျွန်တော်ဆုတောင်းတော့ဖျားဖြီးပေးတယ်လေဒါငါလှုပ်တဲ့ဟာမြင်းသွားရမယ်ဆိုတော့ဖျားအလိုတော်တိုင်းကျွန်တော်လာတာဖြစ်တယ်အဲ့ဆိုလို့ရှိရင် Apostle နုခန့်နဲ့စတင်ပြီးသိရှိတဲ့အမတ်တရားလေးပြောပြပေးပါဦးဟုတ်ကဲ့ဆီယာမနဲ့ကျွန်တော်အတိအကျတော့ကျွန်တော်မှတ်မိဘူးကျွန်တော်2010လား9လားမသိဘူးအဲ့တော့ကကျွန်တော်တွေ့ခဲ့တယ်အဲ့တော့မှလည်းကျွန်တော် Tesco ဆရာလို့ရင်းနဲ့သူ့ဖိတ်ပြီးတော့လေသူကျန်းစာလေသူတို့တင်ပေးတယ်အဲ့ဒီတော့ကတီးခဲ့တော့ကျွန်တော်လည်းဘယ်လိုပြမလဲစိတ်ဝင်စားမိတယ်သူ့ရဲ့ ministry မှာပေါ့နော်အဲ့ဒီကတည်းကကျွန်တော်လည်းအများကြီးဘယ်လိုပြမလဲဒီကျန်းစာနဲ့ပတ်သက်ပြီးတော့တီးခွင့်အများကြီးရတာပေါ့နော်ဆရာမရှင်ကနဲ့ပြီးတော့သူကကျွန်တော်ရဲ့ mentor တယောက်အနေနဲ့လက်ခံတဲ့ဆရာမဖြစ်တယ်အဲ့ဆိုလို့ရှင်အခုဒီနေ့ဒီ reception မှာပေါ့နော်ဆရာအနေနဲ့ဘယ်ပိုင်းမှာပါဝင်ဖို့ရှိလဲမသိဘူးဟုတ်ကဲ့ short speed ပေးဖို့လေအစီအစဉ်တွေပါတိုင်းတူတယ်အဲ့ဒါလဲကျွန်တော်အတွက်တကယ်ဖျားပြင်ဆင်ပေးတဲ့အခွင့်အရေးလို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့ဟိုနောက်ဆုံးအနေနဲ့ပေါ့နော်ဆရာမနုခန့်ပေါ်မှာဖျားခင်ပြုတဲ့အရာအတွက်ဂုဏ်ပြုစကားလေးချီးမြှင့်ပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်ဖျားတခင်ခရစ်တော်တခင်ကိုကျွန်တော်ချီးမွမ်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုအခွင့်အရေးမျိုးဆီယာမကိုပေးတယ်ဆိုတော့ဒီအခွင့်အရေးဟာဘယ်လိုပြရမလဲတကယ်ဖျားရှင်ကရတဲ့လက်ဆောင်ဘုံတော်ပူထင်ရှားဖို့ဆီယာမအတွက်လည်းဖျားပြင်ဆင်ပေးလို့ဒီလိုဖြစ်ခဲ့တာဖြစ်တယ်အဲ့ဒါကြောင့်လည်းကျွန်တော်လည်းသူ့အတွက်ဂုဏ်ယူတယ်ပြီးတော့ပို့ပြီးတော့ဖျားတခင်အတုံးချဖို့လည်းကျွန်တော်ဆုတောင်းပေးတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာဟုတ်ကဲ့ကျေးဇူးပဲနော်မင်္ဂလာပါဆရာမမင်္ဂလာပါဆရာမရဲ့နာမည်နဲ့ဒီ Kim Ministry နဲ့ဘယ်လိုပတ်သက်လဲဆိုတာပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျမနာမည်ကနင်ခိုဟောက်လို့ခေါ်ပါတယ်ကျမ MZBC အသင်းတော်ကပါKim Ministry နဲ့ပတ်သက်တာကတော့ကိုယ်တိုင်ပါဝင်တာတော့တိတ်မရှိပါဘူးဒါပေမဲ့ဆူတောင်းချင်းနဲ့လေပါဝင်နေဟိုသူစလုပ်ကြတဲ့ကိုကဆရာကြည်ချင်းပေါ့အမျိုးသားကျမ်းမာတော့ကလည်းလေသူကအိမ်ကိုအမြဲတမ်းလာပြီးတော့ဆရာကြည်ချင်းဘယ်လိုခေါ်မလဲအသင်းတော်ဒီ Tulsa ရောက်တော့ပထမဦးဆုံးအသင်းတော်အများကြီးထဲမှာပါဝင်တယ်လေအသင်းတော်တီထားအဲ့တော့အကြောင်းမလို့ကောင်းကြီးပေးပါဆိုပြီးသူကလာပြီးတော့ဆူတောင်းတယ်လေဆူတောင်းခံနေပေါ့အဲ့ဒါကြောင့်မလို့သူနဲ့အဲ့လိုမျိုးရင်းနှီးသွားတယ်နောက်သမီးခွန်ဆန်လိုနာလည်းသူ Kim Ministry မှာလည်းပါဝင်နေဆိုတော့လေပို့ပြီးတော့ရင်းနှီးသွားတာပေါ့
ဟုတ်ကဲ့အခုဆိုလို့ရှိရင်ပေါ့နော်ဆီယမနုခန်းကဆိုလို့ရှိရင်ဖျားခင်ကကျမတို့ဒီဇုံမီဒီကြားတယ်မဟုတ်ပဲနဲ့ဒီချင်းဒီဘာသာစကားမျိုးစုံတဲ့လူမျိုးတီးတီးမှာဖျားအသုံးပြုတဲ့ပုံမှာကောဆီယမရဲ့သုံးသပ်မှုကိုသိချင်ပါတယ်ရှင်ကဲအင်မတန်မှပဲဖះအသုံးပြုတဲ့အမျိုးသမီးဖြစ်ပါတယ်နူဟောက်ရိုဆိုလို့ရှိရင်လည်းဗမာစကားလည်းကျွမ်းတယ်လေဆူလဲဆူတောင်းတာပဲဒါပေမဲ့အသုံးပြုခြင်းကမတူသူ့ကိုတကယ်ကိုလေဆူလဲဆူတောင်းတယ်နောက်ပြီးတော့ဘယ်လိုခေါ်မလဲဖះလည်းအင်မတန်အသုံးပြုတဲ့အမျိုးသမီးဖြစ်တယ်လို့နူဟောက်ကတော့အဲ့လိုခံယူပါတယ်ဟုတ်ကဲ့အခုဆိုလို့ရှင်ပေါ့နော်ဆီယမနုခန်းကသူဒီကျမတို့မြန်မာလူမျိုးတွေချီးမြှင့်တာမဟုတ်ဘဲနဲ့ဒီနိုင်ငံသားတွေကိုယ်တိုင်ကထိုက်တန်နဲ့ဒီ apostle တမန်တော်ရာထူပေးတဲ့နေရာပေါ်မှာဆီယမရဲ့ခံစားမှုနဲ့ပေါ့နော်ဆီယမနုခန်းပေါ်မှာဂုဏ်ပြုစကားလေးပြောပြပေးပါအောင်ရှင့်ဟုတ်ကဲ့အရာမဲ့ဂုံယူပါတယ်နောက်ပြီးတော့လေဘယ်လိုခေါ်မလဲချင်းလို့ပြောမယ်ဆိုလို့ရှိရင်ဗန်နေမှာမဟုတ်နောက်ပြီးတော့လေဒီလိုမျိုးချင်းအမျိုးသမီးတယောက်ဒီလိုမျိုးနိုင်ငံသားကနေပြီးတော့မှဘယ်လိုခေါ်မလဲဂုံပြူတယ်ဆိုတာအင်မတန်မှပဲခဲရင်ပါတယ်လူဟောင်းဆိုလို့ရှိရင်အခုအသက်80ကျော်ပြီဒါပေမဲ့သူတယောက်ကိုပဲမြင်ဘူးတယ်လीနော်အမျိုးသားတွေတောင်မှရှားပါတယ်ရှိချင်းရှိမှာပေါ့နော်ဒါပေမဲ့ရှားပါတယ်သူဟာအင်မတန်မှပဲဖះကိုချစ်ပြီးတော့မှသမီးနဲ့လည်းသမီးခုံဆန်လို့နဲ့လည်းတွဲပြီးတော့လေဆူတောင်းတဲ့အခါအိမ်ကိုလည်းလာတယ်အဲ့ဒါကြောင့်မလို့သူ့ကိုလေမြင်ချင်းမဲ့အယမ်းမဲ့ချစ်တာပဲစိတ်ထဲမှာလေမြစ်တာကရှိနေတာအဲ့ဒါကြောင့်မို့ဖះရှင်ကသူ့ကိုအများကြီးပဲကောင်းကြီးပေးပါတယ်သူလူသမျှတွေကဘယ်လိုခေါ်မလဲလူတွေမကျင်တတ်တာလည်းရှိချင်းရှိမှာပေါ့ဒါပေမဲ့အခုထက်ထိကဖះရှင်ကသူ့ကိုအသုံးပြုတယ်လို့နူဟာကအဲ့လိုမျိုးမြင်ပါတယ်သူနော်နောက်ဖះရှင်လည်းဆက်လက်ပြီးတော့အသုံးပြုသွားအောင်မှာပါနုခါနို့နော်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာမကျေးဇူးတင်ပါတယ်မင်္ဂလာပါအကိုမင်္ဂလာပါမအကိုရဲ့နာမည်နဲ့ဘယ်ကနေလာလဲဆိုတော့ပြောပြပေးပါအောင်ရှင့်ကျွန်တော်နာမည်လယ်မိုးရနောက်ကျကျွန်တော်လာတာမယ်ရီလန်းကနေလာတာဟုတ်ကဲ့ဒီနေ့ apostle နုခန်းရဲ့ဒီတီခင်းအခမ်းနဲ့ပေါ့နော်ညစာစားပွဲမှာဘလို့အကိုနဲ့ဆီယမနုခန်းနဲ့ဘလို့ပတ်သက်ပြီးရောက်ရှိလာပါလဲဆီယမနုခန်းနဲ့တည်တာကျွန်တော်ဟို2019ဟုတ်နောက်2019မဟုတ်2017လောက်ကတည်းကတည်တာအဲ့မှာသူ DC လာတော့အဲ့လိုမျိုးဟိုပါတယ်သူရဲ့ပါလေအဲ့ဟိုဆူတောင်ပွဲပါတယ်တွားဖြစ်တယ်အဲ့ကနေစားပြီးဆီယမနုခန်းနဲ့တည်တာနောက်ပြောတော့အဲ့တုန်းကဟိုဆီယမနုခန်းကျွန်တော်ဆူတောင်ပေးတယ်အဲ့တုန်းကဒီလိုမျိုးအလုပ်လုပ်ရမယ်ဆိုတော့ तू မပြောဘူးဒါပေမဲ့အဲ့လိုမျိုးပေါ့နော်ဟို तू အဲ့လို profit ပြုတ်ပေးဘူးတယ်အဲ့လိုမျိုးဆီယမနုခန်းအဲ့လိုတည်တာဟုတ်ကဲ့အဲ့ဆိုလို့ရှင်ဒီနေ့reception အခမ်းအနားမှာပေါ့နော်အကိုကဘယ်ပိုင်းကိုတာဝန်ယူပြီးအားဖြည့်ပေးထားလဲမသိဘူးကျွန်တော်အခုတာဝန်ယူပေးတာအဲ့ဟိုပန်းနေပါလာလုပ်ပေးတယ်ဟုတ်အခုကျွန်တော်လုပ်နေရလဲအဲ့ဒီ band business လုပ်နေရဆိုတော့လေအဲ့ဒါဆီယမနုခန်းလုံရတဲ့3ပတ်လောက်ကတည်းက तू ဖုန်းဆက်ပြီးတော့ကြောင်းကြပြီးတော့လာလုပ်ပေးဖြစ်တာအဲ့ဆိုလို့ရှင်ဒီနေ့ဒီခမ်းမတဲ့ကိုဝင်တဲ့ခါမှာပေါ့နော်ပန်းဥယျာဉ်ကြနေရပဲအများကြီးလဲကုန်ကြထားမယ်အရန်လဲလှပါတယ်ပန်းတွေကလဲဟိုအယောင်တောက်ပြပြဒီမဟုတ်ဘဲနဲ့ဘိုဆန်တယ်ပေါ့နော်ဆိုတော့အရန်ပဲကျွန်မကြည့်လိုက်တာနဲ့တင်အရန်နုပညာ creation အရန်ကောင်းတယ်ဆိုတာတွေ့ပါတယ်โอเคအဲ့ဆိုလို့ရှင်အခုဒီဆီယမနုခန်းကပေါ့နော်ဒီ apostle ကိုရရှိလာတယ်ဒီ apostle ကိုရတဲ့ခါမှာလဲကိုမြန်မာလူမျိုးတွေပေးတာမဟုတ်ဘူးဒီအဖြူဒီနိုင်ငံသားတွေကိုယ်တိုင်ချီးမြှင့်တဲ့ပုံမှာဂုဏ်ပြုစကားနဲ့အကိုရဲ့ဆီယမနုခန်းအတွက်ဆုတောင်းစကားလေးပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ဆီယမနုခန်းဆုတောင်းပေးချင်တာသူလည်းဒီထက်မကဟိုပါလေဖျားကုံတော်ချီးမွမ်းပြီးတော့ဖျားတခင်နိုင်ငံတော်ပို့ပြီးတော့ကျေပြောင်းပေါ့နော်ဟိုပါဖျားခင်ပို့ပြီးတော့ကောင်းကြီးပေးပါလို့ဆုတောင်းပေးတယ်ဟုတ်နောက်တစ်ခုအပေါ်နေနဲ့ပေါ့နော်အခုဆိုလို့ရှိရင်အခုကိုမြန်မာတဲမှာဒီ decoration ဒီ florist ဒီဆိုပညာရှင်ကဒီအမေရိကမှာဆိုခတ်ရှာဆိုတော့ပေါ့နော်အခုကိုဆက်သွယ်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုဆက်သွယ်ရမလဲဘယ်လိုမျိုးလဲဆိုတော့ပြောပြပေးပါဦးရှင်ကျွန်တော်ဆက်သွယ်ချင်တယ်ဆိုတော့အဲ့ဟို Google မှာ Lalmoya Weddings and Events ဆိုပြီးတိုက်လို့လည်းရတယ်နောက်ပြီးတော့အဲ့ Facebook နဲ့ Instagram မှာလည်း Lalmoya Weddings နဲ့ Weddings and Events ဆိုရပြီအဲ့လိုမျိုးဆက်သွယ်လို့ရတယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ပါတယ် Hello နမင်လဲနုခန်တော့ကိုချစ်ကိနိုင်ချင်နုံကန်ထိုင်တယ်ကဲကမင်ပန်အလကန်ဆိုနေနုခန်ပန်ကဲအရင်ကူလာဟီကဆုံလာဟီမောလုံဒမဲတလဲပတ်စံနဆမ်ခတ်ဤအကွာဇိုအောင်မီပတ်စံနဆမ်ခတ်နုငါမောအ support pen ဟိုတကအုံးဒင်းကကြနိုဇုံ pen နซุงนูละฮีตะขจังปัสยันมีละฮีนะ support นาแต่อุกอยจิรานาปันปีจินงแกนไทยเดียปันปีนาจีเวลอมเกี่ยวยงปันปีโจตัวนเกี่ยวมีกิมมาเห็นไหมมั่งที่ปันปีโจอมตัวนเกี่ยไอ้ยงขัดแสนปีแต่ว่าขัดเว่ยมั่งพอลงบางเนงจีของเจียงให้ลงได้ไหม
ตอนแรกฮีอามันฮีอพอสเตลมอดสอลตักนาซาองงาจังไอ้นังอีลุงดำปีนาเละอามาตุงาอีนันลุงดำปีนอบนากำมัลเตงเกนไทยเดียอ๋อลุงดำไม่เป็นเกี่ยวนุนตักนาสงอาจิเลงเป็นปัศยานอมลำจิกิเตลมอปัศยานเบียกตักลำกิลังเกี่ยวคนสงะมีการเสียมีตั้งอ่ะก่อนเขาไปมาปัศยานรับตัวเป็นลุงดำเป้ามาไงลุงดำไปละมอฮีไอเอ็นเกียกจังนุขันินฮีไอซีซีเอ็ดเกียกจังอีอามาตุงบังตุไลตะกะบังแกนปีนอมเป็นนายานลงซิมซุงะตอบนาดีเงินมอลุงดำไม่ปัศยานตอนตุงจัดสักเซมได้จิจงเงินนาวเย่ลุงดำไม่แหละฮัลโหลน้องมินเล่นุขันตะกุยจีกีนายจีน้องแกนไทยเดียอ๋อกีก็มินเสียนเองมั้งนุขันนี่ตันูเอาเป็นยังไงตอนแรกตุนนันูเป็นฮีเอมิส่งหาปัสยานินคำสั่งนาโตไอส่งเงินมอปัสยานิน prophetic action ตัวไอส่งอัตวมตัวมาจัดนัดตุงตอนนั้นโนส่งฮิดานาปัสยานินรับตัวมาอัตุนมาโนส่งตั้มพิตักนัสพลนาวมันนิ่งเฉลียงมออินก้อยจิดานาปันปีนายวัวจีน้องแกนไทยเดียอ๋อนาขัดกันนู้นขัดปโปฮิแรงมออินกวนเต็งมาองค์คิวปีนตุจังโกอูนาวอินถูเงินปีอนุปันตัวคิดจังกระป๋าบังอมลายเลยกระป๋ามาอินทุงเงินมาไกลอะมอทุงเงินนาตัวองค์สปอร์ตจีดาลงมอตุนี่ต้องกระป๋าฟอกมาใหม่มาบังอมลายเลยลุงดำปีมาเด้งมีอาทิงบางมาอีหลวงอีดานเป็นกูกันนู้นกระป๋าบังปิลนันเดโลตัวบางก็จีจังกันนู้นกับป้าเป็นก็สิหมดนายโลอ่ะมั้งเขาเล็กเขากิเทกันนู้นตักนักกวยบางจีเป็นภาษาหางเบียงมาฮีกับป้าบางอมไล่เลยองลุงดำปีมาเดียงฮีลุงดำตุนฮีนานาภาษาหน้าเซมฮีมีแต่มูไทยปากนั้นฮีเลยอัปเปิลไทยมาอันนุงะฮีหังสันนาตัวกลายตั้งหม้อกำสังจีจงเป็นภาษาหน้าเซมส่งปันจงใบโลฮีมีอีอุดโลเป็นตัวฮีนามุนันโนอัตาเตนฮีดานานับปันปิวจังนันนุนฮีดานาปะต่อยนางเตองงะจังหม้ออินนันัวดีงะนันลุงดำปีนาเล่นนาอังตันนาเตองแกนไหลองหม้ออังตังมาอิงขันนุนตากสุงะฮิบังนุยกันงะหม้อตัวคิดจังอินกันนูเบลกับปักตานาอามาคักสันนาขัดปบุนี่เลยจงลุงแกเฮ็ดโลหมายนอดเดนกีบังอังเฮปันเวลาลุงแกปีตายไอ้ยังอามาหมายนอดเดนบังจีเดียอาเข้ามาหนูกันเนี่ยมากระลุงดำมาหม้อขาละมาลงให้ตักมาองปันปีตุนตุนี่จังดงฮิบังกระตุนเทนะกันปัสเซียนน้ำบัดขัดตัวคิดจังกันหนูหางมาเฮลุงดำไม่แหละโอเคดีนี่อพอสเตลนุขันเย่พยาธิตมันดอยาไปชิงกูตุโกแรงก็เจสุโรชิมวันชีอาเพียนตีเข่งเอ็กขันจุยมวยเดญานี่เข่งเจสุโรชิมวันชีสิงก็ส่งตัดตัวบาบีจิชุไปจาร์ตุตัวชินสีได้กูทูเบเจสุเต็มมาเรอารมณ์ปมาพยาชินทูเบกาวจีไปบาซีจะมานาเมการอฮอนกิมบา